ကျွန်တော်ဒီနေ့တော့ computer science ကိုဘာကြောင့်အရင်လေ့လာသင့်တယ်လဲဆိုတာကြည့်အောင်နော် developer ဖြစ်မဲ့သူတွေကဘာလို့ computer science ကိုအရင်လေ့လာသင့်တယ်လဲကျွန်တော် computer science လို့ပြောတဲ့အခါမှာကျွန်တော်ဘာတွေပါမလဲဆိုတော့ computer ဘယ်လိုလုပ်တယ်လဲ computer system တွေကဘယ်လိုလုပ်တယ်လဲကျွန်တော်ဘယ်လိုတွေးရမလဲပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲ theory တွေပါမယ် concept တွေပါမယ်ပြီးတော့ algorithmic process တွေပါမယ် computational machine တွေပါမယ်ပေါ့နော်ကျွန်တော် algorithm လို့ပြောတဲ့အခါမှာ algorithm ဆိုတာဘာလို့ဆိုလို့လဲကျွန်တော် algorithm ဆိုတာ computer ကလုံးဝမရလို့ step by step တစ်ဆင့်ချင်းစီလွန်ကြားတဲ့ဟာကို algorithm လို့ခေါ်တယ်ပေါ့နော် computer science လို့ပြောတဲ့အခါမှာကျွန်တော် software တစ်ခုဒီမဟုတ်ဘူးသူဒီ hardware ရော software ရောပေါ်မှာ implementation လုပ်ရတယ်ပေါ့နော်ကျွန်တော် fundamental အားဖြင့်ကျွန်တော် data structure တွေပါမယ်ကျွန်တော် data structure ဆိုတာဒီ computer system တွေက computer မှာ data တွေကိုဘယ်လိုတူလောင်မလဲ data တွေကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာတွေပါမယ်ကျွန်တော် algorithm ခုနပြောတဲ့ algorithm တွေပါမယ်ပြီးတော့ networking principle လို့ခေါ်တယ်ကျွန်တော် computer တစ်ခုနဲ့တစ်ခု network ဘယ်လိုချိန်မလဲ wireless နဲ့ဘယ်လိုချိန်မလဲအဲ့ဒါ networking ပိုင်းဆိုင်ရာတွေပါမယ်ပေါ့နော် CS ကိုကျွန်တော်တည်ထားခြင်းအပြင်ကျွန်တော်ဘာတွေတိုးတက်မလာမလဲဆိုတော့ပိုကောင်းတဲ့ code ကိုရေးနိုင်တယ်ပိုကောင်းတဲ့ code တွေဘာလို့ရေးဖို့လိုတယ်လဲဆိုရင်ကျွန်တော် hardware ပေါ်ပြီးတည်တယ်ကျွန်တော် software တွေ product ကိုလုပ်တဲ့အခါမှာ performance ကောင်းဖို့လိုတယ်ကျွန်တော်ဥပမာအဖြစ်ကြည့်မယ်ဆိုရင်လက်ကဘာပေါ်ကိုပထမဆုံးရောက်ခဲ့တဲ့သူဟာ physical memory 4 KB လေးနဲ့လက်ကဘာပေါ်ကိုရောက်ခဲ့ကျွန်တော်ဒီဘက်ခက်မှာဆိုရင် IDE တစ်ခု RAM ဖို့တောင် 16GB physical memory ကိုလိုအပ်နေတယ်ကျွန်တော်ကွဲပြားခြားနာပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပိုကောင်းတဲ့ code တွေရေးတတ်ဖို့လိုလာတယ်ကျွန်တော်အဲ့လိုရေးတတ်ဖို့အတွက်ကကျွန်တော်ခုနပြောတဲ့ data structure တွေပိုကောင်းတဲ့ data structure တွေရွေးချယ်တတ်ဖို့လိုတယ်ကျွန်တော်အကောင်းဆုံး algorithm တွေရွေးချယ်တတ်ဖို့လိုတယ်ကျွန်တော်ပိုကောင်းတဲ့ memory model တွေရွေးချယ်တတ်ဖို့လိုတယ်အဲ့လိုရွေးချယ်တတ်ဖို့က CS အခြေခံတည်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့က computer versus programmer ဒါကြောင့်ကျွန်တော်ဒီခေါ်ဝါကိုမသုံးချင်ဘူးcomputer programmer မဟုတ်ဘဲနဲ့ programmer နဲ့ပိုကောင်းတဲ့ programmer လို့ပဲသုံးချင်တယ်ကျွန်တော် coder လို့ခေါ် code ရေးတဲ့သူတွေ high level programming နဲ့ compiler ဒါမှမဟုတ် interpreter နားလည်အောင် code တွေရေးနိုင်တယ်ပေါ့နော်ဒါပေမဲ့သူတွေ computer ဘယ်လိုလုပ်တယ်လဲ compiler ဘယ်လိုလုပ်တယ်လဲ interpreter ဘယ်လိုလုပ်တယ်လဲဆိုပြီးသူဒီသိစရာမလိုဘူး programmer ကျတော့ code ရေးတာပဲဒါပေမဲ့သူဒီ internals လို့ခေါ်တယ်အတွင်းပိုင်းလုပ်ပုံ computer ဘယ်လိုလုပ်တယ်လဲ compiler ဘာကြောင့်ဒီလိုလုပ်တယ်လဲ interpreter ဘာတွေလုပ်ရတယ်လဲဒီလိုသူဒီ programmer လို့ခေါ်တယ်ပေါ့နော်တဘောက programmer ဒီ fully functional software တွေပိုပြီးအမှားနဲ့အောင်ရေးသားနိုင်တယ်ပေါ့ဆို programming field မှာဒီ coding လို့ခေါ်တဲ့ code ရေးခြင်းဒီsubset တစ်ခုလို့ပြောလို့ရတယ်ပေါ့နော် programming language တစ်ခုကိုသိချင်အဖြစ်လူတိုင်းဒီ code ရေးနိုင်တယ်ဒါပေမဲ့ programmer ဖြစ်ဖို့ကြတော့ CS အခြေခံတွေလိုတယ်ပေါ့နော် theories တွေကျွန်တော် CS concept တွေတည်ထားခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေမှာရှားလို့ပိုပြီးလွယ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ debit မှာဆိုရင် junior တော်တော်များများဒီ front end အနေနဲ့အလုပ်စားလုပ်ရတယ်လက်ရှိ current trend အရာပေါ့နော်ဒါပေမဲ့ကြာလာတာနဲ့အများသူတို့ဒီ front end ဒီမပြောတော့ဘူးမပြောဆိုတာတဲ့သူတို့ရဲ့ patient မဟုတ်ဘူးနော်သူတို့ဒါအထက်back end တွေပို့ပြီးစိတ်ဝင်စားတယ်အဲ့လိုချိန်မှာကျွန်တော် CS မရှိတဲ့သူအတွက်အချိန်ပိုကြာသွားတယ်ဘာလို့လဲဆိုတော့သူဒီ front end ကနေ back end full stack တွေပြောင်းဖို့ဒီCS အခြေခံမရှိတော့သူ့မှာအချိန်ယူရတယ် CS အခြေခံရှိတဲ့သူကြတော့ပြောင်းရတာပိုပြီးလွယ်တယ်သူလှုပ်ချင်ရအောင်ပိုပြီးလှုပ်တဲ့အခါမှာပိုပြီးအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် computer science theory ကိုတည်ချင်ရပြီးပြဿနာတွေကို problem တွေကို solve တဲ့အခါမှာပိုပြီးလွယ်ကူတယ်ပိုပြီးမြန်ဆန်တယ်ပေါ့နော်ကျွန်တော် software development ဒီ code တစ်ခုတည်းရေးရတာမဟုတ်ဘူး product ရဲ့ requirement တွေ specification တွေအဲ့ဒါတွေနဲ့ပါအကုန်စဉ်းစားချင့်ချိန်ပြီးမှရေးရတယ်လောက်ရတဲ့အလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလည်းပိုကောင်းတဲ့နည်းလမ်းကိုသုံးတတ်ဖို့လိုတယ်ပိုကောင်းတဲ့system ကိုရွေးချယ်တတ်ဖို့လိုတယ်ဥပမာအဖြစ်ကျွန်တော်တို့ sorting မှာဆိုရင်ကျွန်တော် bubble sort ရှိမယ် selection sort ရှိမယ်အမျိုးမျိုးရှိရပေါ့နော်ဒီထဲမှာကျွန်တော်တို့ system နဲ့အကိုက်အညီဆုံးကဘယ်တစ်ခုဖြစ်မလဲဘယ်တစ်ခုရွေးရအဆင်ပြေမလဲအဲ့ဒါတွေဒီကျွန်တော် CS အခြေခံတည်ထားမှအဆင်ပြေမယ်ပေါ့နော်အဲ့တော့တည်ထားမှကျွန်တော်တို့ပိုကောင်းတဲ့ product တွေပိုပြီးအမှားကင်းတဲ့ software တွေရေးနိုင်ရပေါ့နော်နောက်တစ်ခုက problem solving skill ကိုမြင့်တင်ဖို့ဆိုရင်ကျွန်တော်ဒီ competitive programming challenge တွေlike ဖြေကြည့်တာဒီတော်တော်ထိရောက်တယ်ပေါ့နော်ကျွန်တော်ဒီ competitive programming challenge တော်တော်များများဒီ tech company တွေမှာလည်း interview တွေမှာတို့လိုက်မေးကြတယ်ဘာလို့လဲဆိုတော့ဒီ competitive programming challenge ရဲ့အခြေခံဒီ CS ကိုအခြေခံပြီးမှမေးထားတဲ့မေးခွန်းတွေဖြစ်လို့ကျွန်တော်အနေကုန်းချုပ်အနေနဲ့ဆိုရင်
software development field ထဲကိုဝင်ဖို့ computer science theory ဒီ essentially မရှိမဖြစ်လိုအပ်တာမဟုတ်ဘူးဒါပေမဲ့ CS အခြေခံရှိချင်းအဖြစ်ပိုကောင်းတဲ့အခွင့်အရေးတွေရနိုင်တယ်ပူပြီးမှကောင်းတဲ့ developer ပေါ့နော် developer ကောင်းတယောက်ဖြစ်နိုင်တယ်ပေါ့နော် computer science အခြေခံရှိချင်းအဖြစ်ကျွန်တော်အမြင်ရပြောရင်တော့ကျွန်တော်ဒီ CS အခြေခံမရှိရင်ဘာလို့ဖြစ်နိုင်လဲဆိုတော့creative ပိုင်းမှာအားနေနိုင်တယ်ဘာလို့လဲဘယ်လိုမျိုးလဲဆိုတော့ language တကူကိုကျွန်းချင်းလောက်တတ်ဖို့ဒီ CS အခြေခံတိတ်မလိုအပ်ဘူးမိတူမဆိုအဲ့ language ကိုလေ့လာမယ်အချိန်ကြာလေ့လာမယ်လိုက်စားမယ် framework ပဲဖြစ်ဖြစ်အဲ့လိုလုပ်ရင်သူဒီ professional ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဟိုလိုကိုပိုင် language တွေကိုပိုင် framework တွေ create နိုင်ဖို့ဆိုတော့ကျွန်တော် CS theory တွေအခြေခံတွေ concept တွေတည်ထားမှာပဲအဆင်ပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော် creative ပိုင်းတွေလုပ်နိုင်ဖို့ဆိုရင်တော့ computer science အခြေခံကိုပိုင်နိုင်မှာပဲ internally အတွင်းချက်တည်နိုင်မှာပဲကျွန်တော်တို့ဒီပို့ပြီးဖြစ်ထွန်းအောင်မြင်နိုင်တယ်ပေါ့နော်